မှချက်မစားဘူးတည်းမြစ်တာလည်းပေါ်ဟင်းလေးလောက်စားဖြစ်ပါတယ်ကောင်းလိုက်တယ်မိုးအေးလေးနဲ့ပေါ့နော်စားချက်ပါမယ်ပေါ်ဆန်းဝိဆန်လေးနဲ့ငယ်လေးကိုလော်ပြီးတော့ထောင်းထားတာလေးပါတာလည်းပေါ်ဒီမှာတော့ဟင်းသီးရွက်လေးတွေကအစုံပဲပေါ့နော်တယောက်နဲ့တယောက်မတူကြပါဘူးကလည်းတိတ်လိုက်ရွာလိုက်ဆိုတော့အိမ်မှာရှိရလေးပဲထည့်ချက်မယ်ပင်စိမ်းလေးတွေလည်းထည့်မှာဆိုတော့အိမ်မှာစိုက်ထားတာလေးပဲနင်းငယ်ခူးလိုက်တယ်။ချက်ကန်ကြီးတစ်ခါစားလောက်ပြအောင်ဆိုပြီးတော့အနေချင်းစိုက်ထားတာလေးတွေပါ။ငရုတ်သီးလေးတွေလည်းခူးလိုက်ပါတယ်။အိမ်မှာတော့ငရုတ်သီးကအရင်သီးပါတယ်။ဒီနေ့ရဲ့အဓိကစက်ကောင်ကမြစ်ဆိုတော့မြစ်လေးထည့်မယ်။စုပုတ်လေးတွေလည်းနှွင်လိုက်မယ်။ခူးလာငရုတ်သီးလေးကိုထောင်းထည့်လိုက်ပါမယ်။ဆက်ဆက်လေးစားခြင်းလို့ပါ။ထည့်ချက်မဲ့ဟာတွေတော့အစစ်သေးဖြစ်ပါပြီ။ကဝက်သီးလေးထည့်မယ်။ရုံးမလီသီးလေးလည်းထည့်မယ်။ပြီးရင်စုပုတ်လေးလည်းအုပ်မယ်။ငပိလေးလည်းထည့်ဖို့ငပိလေးလည်းထားထားတယ်။ကလော်ထားတဲ့ဆန်တွေကိုရေနှင်းငယ်ထည့်ပြီးတော့ပွက်နေအောင်တည်လိုက်တယ်။ပြီးရင်တော့ငပိထဲတဲ့ကြက်သွန်နီလေးပပလီတာထဲတဲ့ချက်ပုံချက်နီကတော့တယောက်နဲ့တယောက်မတူတာမို့လို့ကိုယ့်ဘာကိုစေးမျိုးချက်ကြပါအဲ့တော့နေငယ်ပဲပေါက်ထည့်လိုက်တယ်ပြီးရင်စားလီထည့်လိုက်တယ်ငပြိုင်ထည့်ဖို့ကတော့ဗောနော်ငပြိုင်မရှိတော့လို့ကုန်းနေကတော့ကြိုးပြုတ်ထားဆိုတော့ပွက်လာပြီဆိုမြစ်တီထည့်တယ်ချိုးကြရလဲကနန်းနေပဇွန်နေလဲထည့်ကြရဗောနော်ထည့်ခြင်းတဲ့သူလည်းထည့်ကြကျမမှာတော့မရှိဘူးမထည့်ဘူးဟေးနော်ခူထားရဲ့ပင်စင်းလေးအုပ်ပြီးတော့ခဏတည်လိုက်မယ်အဲ့ဒါဆိုရင်တော့ကျမရဲ့မြစ်တလပေါ်ဟင်းလေးဗောနော်အားလေးရပြီးရင်တော့ဘဲဥလေးပါကြော်လိုက်ပါမယ်ကြက်သွန်နီများလေးနဲ့ဗောနော်ဟိုဘက်ဒီဘက်လက်မီကြော်လိုက်တယ်အဲ့ဒါဆိုရင်တော့ကျမလို့စားလို့ရပါပြီရှင်ထမင်းစားတော့မယ်ပြီအစားတစ်ခုစားတော့မဆိုမြန်မာကားဖွင့်ပြီးတော့စားအရင်ကြိုက်တယ်ဗောနော်ရောင်းစုံနဲ့မမီကိုပေးလိုက်မယ်ကျမကတော့စားတော့မယ်ဆိုရေဝါတောက်လိုက်တယ်စားကြပါဦးနော်သမီးကတော့နည်းနည်းပဲထည့်ထားတယ်မြင့်တာလက်ဘောဟင်းတွေကိုထိုင်တောက်မှာဖြစ်ပါတယ်။ဦးကျော်လေးကလည်းပေါ့နော်စားလို့ကောင်းလိုက်တာပြောမနေချက်သွန်နေများလေးနဲ့ဆိုတော့လေဟင်းနဲ့ကိုအချိုးမုတ်လေးနဲ့ငယ်နဲ့ထည့်လိုက်တယ်အပြောမိသွားလို့ပေါ့နော်။ဒါလေးစီပြန်နေစားရတယ်ဒီလိုမျိုးလေးတွေပိုစားကောင်းပြီ။အကုန်ရညီရဲ့သူတွေဆိုလဲပေါ့နော်။ဘာချစ်ချွေတာချင်းဒီလိုမျိုးဟင်းလေးနဲ့လှုပ်စားလို့ရပါတယ်။ဘက်ကိုချက်တဲ့ဟင်းမို့လားမျိုးတကယ်စားကောင်းပါတယ်ဒီလိုမျိုးလေးလိုက်လှုပ်စားကြည့်ပါ။ထမင်းစားရုပ်ရှင်လေးကြည့်လိုက်ဘဲဦးကျော်လေးစားလိုက်ပြီးွားရင်ဟင်းညိုလေးတောင်းလိုက်နေပေါ့နော်တလုံးပြီးတလုံးပါစက်တဲ့ကိုထည့်လိုက်ပါတယ်ရှင်ကဲဒါလေးစားပြီးတော့မိုးအေးနဲ့အိတ်လို့ကောင်းသွားပါပြီဒီတူသမားရှင်တော့ငပီးတို့ပါလို့ short ထည့်ပေါ့နော်ပြီးရင်တော့စေးတောက်ပေါ့တော့ဒီတိုင်းထိုင်တောက်မှမို့လို့ပေါ့လေးပဲအားလုံးကိုလုပ်ထားပါတယ်ဒီဗီဒီယိုလေးကတော့ဒီနေ့ကတော့ဒီလောက်ပါပဲရှင်နောက်ဗီဒီယိုမှာပါလေးစပြမလေးဆိုတာလိုက်ကြည့်ပြပါဦးနော်အားလုံးဘိုင်ဘိုင်